ညီကိုတွေအားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ကေကနေကြိုလိုလိုက်ပါတယ်မနေ့ကတော့ကျွန်တော်ညီကိုတွေတော်တော်လေးအဆင်ပြေကြမယ်လို့မျှော်လင့်နေမနေ့ကကျွန်တော်အနေဖြင့် TikTok မှာဗီဒီယိုမတင်ပြပေမဲ့ကျွန်တော်ရဲ့ channel မှာတော့ free dip နှစ်ပွဲနဲ့လေးသိန်းမောင်းတင်ပေးရမှာတော့ free dip နှစ်ပွဲလဲ all win နဲ့အပြင်လေးသိန်းမောင်းကလည်းအပြည့်သားနဲ့အောင်ခဲ့တာဖြစ်လို့ကျွန်တော် channel ကညီကိုတွေကတော့တော်တော်လေးကိုအဆင်ပြေခဲ့တယ်ဒါကြောင့်မို့လို့ TikTok ကညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကိုမ join ရသေးရင်ကျွန်တော်ရဲ့ channel ကို join ထားဖို့ဒီကနေတက်ခါတယ်ပြောချင်ပါတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio မှာတင်ပေးထားပါတယ်အဲ့ဒီကနေတစ်ဆင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ဒီနေ့မှာတော့ကျွန်တော်တို့ conference final ဖြစ်တဲ့ Family အသင်းနဲ့ Vallecano အသင်းတို့ရဲ့ပွဲစဉ်ကိုဒီညမှာကျွန်တော်ကြည့်ရှုရတော့မှာဖြစ်ပါတယ်လက်ရှိဒီပွဲစဉ်ကိုတော့ Germany နိုင်ငံနိုင်စစ်အသင်းရဲ့အိမ်ကွင်း Arena မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်လက်ရှိဒီပွဲစဉ်ကိုသုံးသက်ချက်မပြုလုပ်မီမနစ်က conference final မှာတော့အင်္ဂလန်ကလည်းဖြစ်တဲ့ Chelsea ကစပိန်ကလည်းဘတ်တစ်ကို final မှာ 4-1 ဆိုတဲ့ရလဒ်နဲ့ဂိုးပြည့်အနိုင်ယူပြီးတော့မနစ်က conference ကိုရရှိခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ conference final မှာရောအင်္ဂလန်ကလပ်ဖြစ်တဲ့ပဲလေးကပဲအသာသီးရယူသွားမလားစပိန်ကလပ် Vallecano ကပဲအနိုင်ယူသွားမလားဆိုတော့ကျွန်တော်ဒီနေ့ညမှာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ကျွန်တော်အနေဖြင့်ဒီပွဲစဉ်ကိုသုံးသက်ရမယ်ဆိုရင်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ body ထက်ဆိုင်ကိုအနည်းကိုပဲပို့ပြီးသဘောကျမိတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိဒီပွဲစဉ်မှာဖွင့်လှစ်ထားတဲ့အနေအထားရဲ့ final ပွဲစဉ်ဖြစ်တာရဲ့အကြောင်းဒီပွဲစဉ်မှာနှစ်သင်းလုံးထိမ့်သိမ့်နဲ့ပဲကစားသွားနိုင်မယ်လို့ထင်တယ်။နောက်ဒါအပြင်ပဲလေးအသင်းရော Vallecano အသင်းရောကအရင်တိုက်စစ်ဖွင့်တိုက်တဲ့နှစ်သင်းမဟုတ်တာကြောင့်လက်ရှိဒီပွဲစဉ်မှာမိနစ်90အတွင်းပဲလေးပဲနိုင်နိုင် Vallecano ပဲနိုင်နိုင်ဘလို့မှနှစ်ဂိုးမကျော်နိုင်ဘူးလို့ကျွန်တော်ကယူဆတယ်။ဒါကြောင့်မလို့လက်ရှိပဲလေးနဲ့ Vallecano အသင်းတို့ရဲ့ conference final မှာတော့ကျွန်တော်ကတော့ဂိုးအောက်ကိုပဲကြိုက်ပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးအနည်းကိုရွေးချယ်ခြင်းပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ channel မှာဒီနေ့3သင်းမောင်းတင်ပေးသွားဖို့ရှိတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel ကို join နေတဲ့ညီကိုတွေအနေဖြင့်လည်း join ထားလို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ် good luck ပါဗျာတာယာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ